အားလုံးပဲမင်္ဂလာပါကဘာပေါ်မှာသူ့ကိုယ်သူအထက်မြက်ဆုံးအတော်ဆုံးဖြစ်ရမယ်ပြီးသွားရင်အပြီးပြည့်စုံဆုံးကိစ္စတွေကိုလုပ်နိုင်မယ်လို့တွေးတောနေကြတဲ့ဘာကိုတွေအတွက်အခုအချိန်ကစပြီးတော့ပေါ့နော်ဒီ Tarot Hostel လေးတခုကိုကျွန်တော်ဟောကြားပေးသွားမှာပါကျွန်တော်ကိုယ်တိုင်လည်းဘာကိုယာတီဝင်ဖြစ်တာကြောင့်ကံယာတီဝင်ဖြစ်တာကြောင့်ပေါ့နော်ကျွန်တော်ဒီအခုဒီ Tarot reading နဲ့သူတို့ကိုဒီဘာကိုတွေချင်းပဲဘာကိုတွေအကြောင်းသိရဆိုသူတို့ပေါ့နော်ကျွန်တော်ကဒီဘာကိုတွေရဲ့အတွင်းစိတ်ထဲဒီဝင်ပြီးတော့ကျွန်တော်အသေးချာသူတို့လက်ရှိဒီဗီဒီယိုမြင်တဲ့အချိန်မှာဘယ်လိုအရာတွေဖြစ်နေလဲဆိုတဲ့ဟာကိုကျွန်တော်ကတစ်ချက်တားတော့နဲ့ကျွန်တော်ဟောကြားပြီးမှာပေါ့နော်အဲ့တော့ဒီဗီဒီယိုကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော် channel ကို subscribe like follow လုပ်ခဲ့ပြီးပို့လည်းမမေ့ပါနဲ့ကျွန်တော်မှာချင်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာစပြီးတော့ဘာကိုတွေဆိုတဲ့ကံရာဒီဘွားတွေအတွက်ကျွန်တော်စတင်ပြီးတော့ဒီ hostel ကိုစဟောတော့တယ်ပေါ့နော်အဲ့တော့အားလုံးပဲတေချာ live ပါအာယုံဆိုင်နားထောင်ပေးမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့အခုဒီကျွန်တော်ပေါ့နော်အဟောမဟောခင်မှာကျွန်တော်ဗီဒီယို post လုပ်လိုက်ပြီးတော့အသက်ပြင်းပြင်း9ခါလောက်ရှူပေးပါရှူပြီးွားရဆိုရင်ကျွန်တော်ပြောတဲ့အတန်အောင်ပဲတေချာ focus လုပ်ပြီးတော့ကျွန်တော်အဟောတွေကိုတေချာ live ပါနားထောင်နိုင်ပါပြီလို့အဲ့ဆိုဟုတ်ပြီကျွန်တော်တို့အခုစမယ်ပေါ့နော် okay နော် visual grade တွေလည်းဖြစ်နေတယ်လက်ရှိမှာလည်းအကုန်လုံးကတော့နည်းနည်းတိုင်ပတ်နေတဲ့ကာလရောက်နေပေါ့နော်အဲ့လိုကာလရောက်နေဆိုတော့ဘာကိုတွေရောလက်ရှိပါဖြစ်နေမလဲကျွန်တော်တေချာကြည့်လိုက်ပါမယ်ကဲကျွန်တော်အဲ့ဆိုပထမဆုံးအနေနဲ့သူလက်ရှိချိန်နေမှာဘယ်လိုမျိုးတွေဖြစ်နေမလဲဆိုတော့ကျွန်တော် Tarot နဲ့တစ်ချက်ကြည့်လိုက်လက်ရှိချိန်နေမှာဒီမှာ Six of Swords ဆိုတဲ့ကတ်ကိုတွေ့ရပါတော့ဒီ Six of Swords ဆိုတဲ့ကတ်ထဲမှာကျတော့သူကဘာကိုဒီမှာကတော့အကျင့်တစ်ခုရှိရဗျာတိတာတစ်ခုခုသူခက်ခဲသွားပြီဆိုရင်သူကအကွက်ရွှေ့ဖို့သူကစတင်ပြီးတော့စဉ်းစားရပါတော့အကွက်ရွှေ့ရဆိုတဲ့နေရာမှာသူတို့ဘယ်လိုရအောင်ဆက်လောက်ကမလဲတဲ့မှာဒီမှာဆိုရင်သူကအလုံးဝ chest ထိုးနေတဲ့ပုံစံမျိုးနဲ့သူကဖော်ပြတာပေါ့နော်အဲ့လိုပုံစံမျိုး Six of Swords ဆိုတာတကယ်တမ်းပုံမှန်တခြား Tarot deck တွေမှာဆိုရင်ဒီပေါ့နော်အဓိကဒီလိုကတ်မျိုးမဟုတ်ဘဲနဲ့သူကအဲ့လိုလှေလေးနဲ့သွားနေတဲ့ဟာကိုအဲ့လိုမျိုးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပုံဖော်တယ်ခက်ခဲမှုတွေပြတယ်ဒါပေမဲ့ဒီမှာသူကခက်ခဲပြီဆိုပေမဲ့သူကသူကိုယ်တိုင်ဦးစီးဦးဆောင်လုပ်နေရတဲ့ကိစ္စရှိတာဖြစ်တဲ့အတွက်သူကတေချာအကွက်ဆရွှေ့ပြီးတော့သူလုပ်ငန်းပဲဖြစ်စေသူဖြစ်စေခြင်းတဲ့တခုခုပဲဖြစ်စေကိုသူကသက်ဆိုးရှိအောင်ပေါ့နော်ထပ်ပြီးတော့လုပ်လို့ရတဲ့ຢာတွေအကုန်လုံးလုပ်မယ်ဆိုတဲ့သဘောတရားတခုကိုတွေ့တယ်နောက်ထပ်မလန်းမကန်းနာကမှာတော့သူတို့ကဘလို့ကိစ္စတွေဖြစ်လာမလဲဆိုတာကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဗျာတန်းစော့ကပ်ပေါ့နော်မလန်းမကန်းနာကမှာသူတို့ဖြစ်ချင်နေတဲ့ကိစ္စတွေသူတို့စိတ်ဆန္ဒရှိသမျှကိစ္စတွေအရာအလုံးကဖြစ်လာတော့မယ်ဆိုတဲ့ဟာကိုပေါ်ပြရပေါ့နော်ပြောရရင်တော့ဒီကတ်ကတန်းစော့ကပ်ဆိုတဲ့ကတ်ကကျတော့တော်တော်လေးကောင်းတဲ့ကတ်လို့ပြောလို့ရတယ်ဘာလို့ဆိုတော့သူ့မှာပါတဲ့ပုံမှန်ကတ်တွေမှာဆိုပေါ့နော် heavy ending ဖြစ်တယ်ဆိုတဲ့ဟာမျိုးပြပေးမယ်ဒီမှာကတခုခုပေါ့နော်ဒီကကိုအကောင့်ထဲပေါ်တော့မဲ့အရာတွေတက်မှာဥကနေပေါက်ထွက်လာပြီးတော့တဲ့မှာလုံလောက်တဲ့အနေအထားတစ်ခုရောက်လာမယ်ဆိုတဲ့ဟာမျိုးသူကပြတာပေါ့နော်အဓိကကိုလှုပ်ချင်နေတဲ့အရာတွေကတစုတစည်းတည်းဖြစ်နေပြီဒီမကြခင်မလန်မကန်အနာဂတ်မှာအဲ့ဒါတွေအားလုံးရဲ့အတီးပွင့်တွေအကုန်လုံးစားသုံးရတော့မှာတခုရှိတာကဆိုတော့ဒီ Six of Swords နဲ့ Ten of Cups နဲ့နှစ်ခုကိုရှင်ကြည့်ရခါမှာအဓိကသူအရှိမစပြီးတော့ planning လုပ်ခဲ့တဲ့ကိစ္စတွေပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့လူကအရင်တည်းကစပြီးတော့ကြိုတင်သိရှိခဲ့တဲ့ကိစ္စတွေအကြောင်းလက်ရှိအခြေအနေမှာဒီလိုမျိုးပေါ့နော်ကောင်းတဲ့ကိစ္စတွေဖြစ်လာမှာပေါ့နော်ကဲပြီးများမကောင်းတဲ့ကိစ္စတွေအတွက်ဒီချိန်မှာစီစဉ်နေတဲ့လူတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့တော့ကောင်းတဲ့ကိစ္စတွေအတွက်စီစဉ်နေတဲ့လူတွေဆိုရင်ဒီချိန်မှာကောင်းမွန်တဲ့အနာဂတ်ကိုပိုင်ဆိုင်ရတော့မယ်ဆိုတာမကြခင်မှာကောင်းမွန်တဲ့အနာဂတ်ကိုပိုင်ဆိုင်ရတော့မယ်ဆိုတာဒီကက်ကဖော်ပြတယ်ဒါပေမဲ့ကိုကမကောင်းတဲ့အရာတွေကိုဖန်တီးပြီးတော့မကောင်းတဲ့အရာတွေကိုလုပ်နေတဲ့လူဆိုရင်တော့တော်တော်သတိထားမယ်ရလို့ပြောရပေါ့နော်ကိုပြုတ်ကျင့်ထားတဲ့အရှိမရှိခဲ့တဲ့ကိုဖြည့်ကျင့်ခဲ့တဲ့ကိုပါရမီတွေကကုသိုလ်ဘက်ကိုသွားလာအကုသိုလ်ဘက်ကိုသွားလာဆိုတာစဉ်းစားရမှာပေါ့နော်ကိုကအကုသိုလ်တွေလုပ်ပြီးတော့ဒီလက်ရှိအချိန်တွေမှာကောင်းတာလိုချင်နေရဆိုရင်တော့ဒါကတော့အဆင်မပြေဘူးပေါ့နော်ဒီမှာပြောချင်တဲ့အကြောင်းတရားကိုကကောင်းတာလုပ်ထားပြီးတော့တေချာအားထုတ်နေတဲ့လူတွေတေချာအစီအစဉ်တကျကိုလိုချင်တဲ့ဘဝကိုရအောင်စူးစမ်းနေတဲ့လူတွေအတွက်ကြတော့ဒီကက်ကကောင်းတယ်လို့ဆိုရမှာဖြစ်တယ်အဲ့တော့နောက်ထပ်သူ့လက်ရှိအချိန်တွေမှာသူခံစားချက်တွေသူစိတ်ပိုင်းဆိုင်ရာတွေကဘယ်လိုမျိုးတွေဖြစ်နေလဲကျွန်တော်တကက်ကြည့်လိုက်မယ်separate socket အဓိကသူ့ဒီချိန်မှာပေါ့နော်ဒီ Virgo တွေကသူတို့ကနည်းနည်းပို့ပြီးတော့တယောက်တည်းနေခြင်းစိတ်တွေများနေတတ်တယ်တယောက်တည်းပဲသူကအဲ့လိုမျိုးပေါ့နော်နေတော့မယ်လို့အဲ့လိုမျိုးဖြစ်နေရပေါ့နော်အဲ့လိုပုံစံမျိုးဘတူးနားမှာလဲသူကမရှိကျင်တဲ့ပုံစံမျိုးရှိရပြီးတော့သူ့မှာတခြားပေါ့နော်ဒီပြောရရင်ဒီအ
အတွင်းစိတ်အတွင်းပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဒီစိတ်ဝိညာဉ်ပိုင်းဆိုင်ရာသူ့မှာပြဿနာရှိနေတယ်တဲ့ပြီးတော့ထင်သားရတာပို့ပြီးတော့တိမ်ငယ်တဲ့ခံစားချက်တွေထင်သားရတာပို့ပြီးတော့ကိုယ်ဝမ်းနည်းလာတဲ့ feeling လေးဖြစ်နေတယ်ဘာလို့ဆိုတော့ဒီမှာနည်းနည်းစိတ်ထားနှူးညံ့နေဆိုတဲ့ပုံစံမျိုးပြရပါတော့အရင်တော့ဖြစ်ခဲ့တဲ့အတိတ်ကဖြစ်ခဲ့တဲ့နာကျင်စရာအတိတ်ကဖြစ်ခဲ့တဲ့စိတ်ညစ်စရာအကိစ္စတွေကိုသူတို့ကပြန်ပြီးတော့ဒီချိန်မှာတွေးတောပြီးတော့သွားပြီးတော့ခံစားနေရတဲ့အချိန်ပေါ့နော်အဲ့တော့ဘာကိုရီးယားတစ်ခုခုဆိုရင်သူကလူတွေရှေ့မှာသာအမှကြောရဲဆိုတဲ့ပုံစံဟန်ဆောင်ကြပေမဲ့တကယ်တမ်းသူတို့ကအရန်အဲ့လိုမျိုးပေါ့နော်အရန်နှူးညံ့တာအဲ့လိုမျိုးတရိတ်ဆန်နေပါလေးရာစားအဲ့လိုချစ်တဲ့ခင်တဲ့ကျင်တာတက်တဲ့ပုံစံမျိုးရှိရပေါ့နော်ပြီးတော့သူတို့ကလည်းတစ်ဖက်မှာကျွန်တော်ပြီးပြည့်စုံခြင်းနဲ့စန္ဒလည်းရှိတယ်ဘလို့ဟာမျိုးမဆိုသူတို့ကအကောင်းဆုံးဖြစ်တာကိုလုပ်ချင်တာဒီလိုမျိုးရိုးရိုးတန်းတန်းဟာမျိုးလေးကိုဝါတယ်မှာပြီးရောလုပ်လိုက်တာမျိုးသူတို့မှမရှိဘူးအဲ့တော့သူတို့ကသူများထက်လည်းပိုပင်ပန်းရတယ်အလုပ်ဆိုလည်းသူများထက်ပိုပြီးတော့စူးစမ်းရတယ်ပိုပြီးတော့အားထုတ်ကြရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတာအဲ့တော့သူတို့အဲ့လိုမျိုးစူးစမ်းအားထုတ်နေရတဲ့အချိန်မှာသူဘေးဘက်ဝင်ချင်တာသူတို့ support လုပ်မလားမလုပ်ဘူးလားပေါ့နော်အဲ့လိုဟာမျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ထပ်ဒီ separate မှာနောက်တစ်ကထပ်ချလိုက်မယ်ပေါ့နော်နံပါတ်၄ကမြောက်ကပေါ့အဓိက lady of sword ဆိုတော့အဓိကပေါ့နော်ဒီဘာကိုတွေဆိုလဲထုံးစံတိုင်းပဲပေါ့နော်ဒီ leo တွေကိုမြင်တဲ့ဘာကိုတွေကိုလူတိုင်းမြင်တဲ့အမြင်ရတဲ့အဲ့လိုမျိုးပေါ့နော်တစ်ခါရင်မှာကန့်လန့်ဖြစ်နေတယ်ဘာလို့ဆိုတော့သူတို့ကိုယ်တိုင်က all side of the boss ဖြစ်တယ်အဲ့လိုမျိုးပေါ့နော်လုံးဝအတွေးခေါ်တွေကစားပုံမှန်လူတွေတွေးတဲ့တောတတ်တဲ့ဘောင်ထဲမှာမရှိဘူးပေါ့နော်အဲ့လိုမရှိတဲ့အတွက်တစ်ခါမှာသူတို့ကအဲ့လိုမျိုးဇီစာကြောင်တဲ့ပုံစံအဲ့လိုကန့်လန့်ဖြစ်နေတဲ့ပုံစံမျိုးဖြစ်တတ်တယ်ဒါပေမဲ့တကယ်တမ်းအဲ့လိုမျိုးပေါ့နော်ပြီးတော့တချို့တွေဆိုအဲ့လိုမျိုးအိမ်အောင်တွေပါမကြပဲနဲ့ကွာဒီအပြိုကြီးလူပြိုကြီးအဲ့လိုမျိုးတော့ပါဖို့ဆိုရင်အဲ့လိုမျိုးပုံစံမျိုးတော့အကုန်လုံးမြင်ကြရပါတော့အဲ့တော့ကျွန်တော်ဆိုလဲဘာဖို့ပဲဒါပေမဲ့ကျွန်တော်ကကြောက်ဒီတခြား rising တွေကျွန်တော်မှရှိတဲ့ဟာတွေနဲ့ဆိုတော့ကျွန်တော်တကယ်ဘာဖို့သိဆန်တယ်လို့တော့ပြောလို့မရဘူးပေါ့နော်ဒါပေမဲ့ဒီမှာတွေ့တဲ့ပုံစံကသူဆရာမကြီးဆိုပြီးတော့အကုန်လုံးမြင်ကြရတယ်အဲ့တော့တခုဆိုရင်သူကပဲစပြီးတော့စူတယ်သူကပဲစပြီးပြောတယ်ဆိုတော့လူတွေအကုန်လုံးကသူ့ကိုမပြောချင်မဆိုချင်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးတော့ရှိတယ်နည်းနည်းကြောက်ကရတဲ့လူသားမျိုးဆိုတဲ့သူဘေးပတ်ဝင်ကြီးက support လုပ်ဖို့တက်ဆိုင်ပေါ့နော်သူပြောမှာသူ manipulate လုပ်တဲ့ဟာတစ်ခါကျရင်လူတွေဟိုကလုပ်လီယာလို့ဆိုပြီးခိုင်းတဲ့ဟာတွေမှာလူတွေမျောနေကြဆိုတဲ့အနေထားရှိသလိုသူ့ကိုလည်းပြန်ပြီးတော့ဘယ်လိုပြောအာခံခြင်းစန့်ကျင်ခြင်းတဲ့အနေထားတစ်ခုတော့ရှိမနေဘူးเนาะအဲ့တော့သူ့ကို support ပေးရလို့ပြောလို့ရပါတယ်ဒီကကြရဆိုတော့เนาะသူ့ကိုတစ်ခါလေးမှာအမကြီးတယောက်လို့အဲ့လိုမျိုးအကိုကြီးတယောက်လို့အဲ့လိုပုံစံမျိုးနဲ့အဲ့လိုလူမျိုးတွေကိုပေါ့เนาะချစ်တက်ခင်လိုက်ကြဘေးပုံကြရတယ်ဒါပေမဲ့အားကိုကလည်းမှန်တယ်ဒါပေမဲ့တစ်ခါမှစူခန်းတာလည်းပါတယ်ပေါ့เนาะအဲ့လိုမျိုးပြောချင်တာသူတို့ကလည်းနည်းတခြားလူတွေနဲ့ကွဲထွက်တဲ့ပုံစံ thinking တွေရှိရတဲ့အတွက်တချို့ကအဲ့ဒါကိုဗျာဒီယာတီဝင်ဟောရမှာဆိုတဲ့မှာသူကဘယ်လိုပြော reflect တို့ဘာလို့ညာသူကသူအမီတွေရှောက်တက်တာသိလားတကယ်တမ်းယာတီကွင်တွေဆိုတာကဒီတိုင်း Samsung တခုတည်းကြုံနေပြောလို့ရမျိုးမဟုတ်ဘူးတခြား sign တွေပါတဲ့မှာသူတက်ဆိုင်ရာ house တွေအဲ့လိုမျိုးအများကြီးပြကြည့်လို့ရတဲ့ຢာအများကြီးရှိရဗျာဒါပေမဲ့သူတို့ကဒီ Samsung တခုတည်းပဲကြည့်ပြီးတော့ဘယ်လိုလူမျိုးဆိုပြီးလူတွေကိုအုပ်စုခွဲပြီးတော့ထားနေတာပေါ့နော်အဲ့ဒါတွေကတော့အဓိပ္ပာယ်မရှိဘူးတချို့ဆိုကိုကဒီလိုဖြစ်တဲ့အတွက်ဒီယာတီကွင်ဖြစ်တဲ့အတွက်ဒီလိုဖြစ်ရမယ်ဆိုပြီးတော့တဲ့မှာတချို့ကိုပုံစံမဟုတ်တဲ့ဟာတွေ live လောက်တာရှိရဗျာတဲ့နောက်ပိုင်းမှာဒီပြောရရင်ဒီ solid sign နေနဲ့ပေါ့ကာချာနေနဲ့ရောနှောသွားတဲ့ခါမှာအဲ့လိုမျိုးဖြစ်ကုန်တာပေါ့နော်တကယ်တမ်းကျွန်တော်ကကြောက်ရတာမျိုးမကြိုက်ဘူးအဲ့တော့သူက astrology ဆိုလဲ astrology ဆန်ပေါ့နော်တကယ်တိကျကျမှန်ကန်သူကစီကံတကြကျွန်တော်ပြောစီဟောစီကျင်တယ်ဒါကြောင့်ဒီဟောပြောနေနေကျွန်တော်တတိယလို့တစ်ခုပြောအဲ့တော့နောက်ဆုံးသူတို့ရဲ့ positive outcome ကဘာဖြစ်မလဲဆိုတာကျွန်တော်ချက်ကြည့်လိုက်ပါဘောနော်ကဲ spirit of one ဆိုတာကြောင့်ဘာဆိုတော့အဓိကသူတို့ရဲ့ဒီ spiritual နဲ့ပတ်သက်တဲ့ဒီအဋိဌာန်တွေပေါ့နော်သူတို့ရည်ရွယ်ထားတဲ့အရာတွေသူတို့ဖြစ်စေခြင်းတဲ့အရာတွေတော့မကြခင်တော့ဖြစ်လာတော့မှာအဲ့လိုပဲတစ်ဖက်မှာမကောင်းတာလုပ်ထားတဲ့ဘာကိုတွေဆိုတော့နည်းနည်းလေးတတိထားတဲ့နဲ့ဘာလို့လဲဆိုတော့ကိုယ့်ရဲ့မကောင်းတဲ့အတွင်းစိတ်ကြီးကပေါ့နော်ကိုယ့်ကို carry ဖြစ်ပြီးတော့ကိုယ့်တောက်လျှောက်နှောက်ယှက်တော်မဲ့အခြေအနေမျိုးကိုလည်းပြရပါတော့အဲ့တော့ဒီချိန်မှာဘာလို့ပြောလို့ရလဲဆိုတော့ဘာကိုတွေနဲ့ပတ်သက်ပြီးတော့ဟောဒီတိုင်းအကုန်လုံးအနှစ်ချုပ်လိုက်ရမယ်ဆိုရင်ဒီထဲမှာကျွန်တော်အဓိကမြင်တဲ့အကြောင်းအရာပါဆိုတော့မကြခင်တော့ကောင်းမွန်တဲ့နာဂကဖြစ်လာတော့မှာဒါပေမဲ့ကောင်းတဲ့လူတော့ပဲဆိုတဲ့ပုံစံမျိုးပြရပါတော့။ဘာလို့ဆိုတော့ဒီချိန်မှာဘာကိုတွေမဟုတ်တာလုပ်ရင်မမှန်မကန်တာလုပ်ရင်ဘယ်လိုပြောကိုချင်းတီလာမလုံခြုံရင်ဒုက္ခရောက်မဲ့အခြေအနေပေါ့နော်။ဘာကိုဆိုရင်ပေါ့နော်အဲ့လိုအခြေအနေကိုရောက်နေတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့မကောင်းတဲ့တွေကိုယ့်ရဲ့မဟုတ်တာလုပ်ထားတဲ့ကိစ္စအဲ့ဒီချိန်မှာပေါ်တတ်တယ်အဲ့တော့အဲ့ဒါမျိုးလည်းသတိထားရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကဒီလက်ရှိအခြေအနေမှာဘာကိုတွေကကောင်းလားဆိုရင်တော့အကြမ်းများဖြစ်တော့ကောင်းတယ်ဒါပေမဲ့အဲ့လိုမျိုးကိုကအများကြီးရှေ့တွေကခံစားခဲ့ရတဲ့လူတက်မှာလက်ရှိအခြေအနေကိုဖျက်ကျော်နေရတဲ့လူပေါ့နော် spiritual awakening ဖြစ်နေတဲ့လူတွေဆိုလဲဒီဘာကိုဒီကပေါ့နော်ကိုဒီမကြခင်ကာလမှာ
ပြီးမြောက်တော့မယ်ပေါ့နော်ဒီကိုယ့်ရဲ့ပိတ်မိနေတဲ့ကာလကနေပြီးရုံထွက်ကတော့မယ်ဆိုတဲ့ဟာမျိုးကျွန်တော်ပြောလို့ရပါတယ်ဒါပေမဲ့ဆွမ်းနာလိုမျိုးကိုတခုခုအတိတ်မှာတော့ပေါ့နော်ကိုသူများနဲ့ပတ်သက်ပြီးတော့ကိုတခုခုမကောင်းတာလုပ်ထားခဲ့အဲ့ဟာရဲ့အကျိုးရလဒ်ကိုဒီချိန်မှာပြန်ပြီးခံစားရတဲ့အချိန်ကိုရောက်နေရလို့ကျွန်တော်ဒီကတ်ထဲမှာနမိတ်ထဲမှာတွေ့ရပေါ့နော်ဒါပေမဲ့ဘာကိုတွေကသူတို့ရဲ့အနာဂတ်ကိုဘယ်လိုဆက်သွားရမလဲဆိုတော့ဘယ်လို survive လုပ်ရမလဲဆိုတဲ့ဟာပေါ့နော်ရှင်တန်ဖို့အတွက်ဘယ်လိုမျိုးစူးစမ်းရုန်းကန်ရမလဲဆိုတဲ့ဟာကိုသူတို့ကဒီချိန်မှာစူးစမ်းနေတော့မှစဉ်းစားနေရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ခေါင်းကြီးနေရဆိုတဲ့ပုံစံမျိုးလည်းအဓိကတွေ့ရတယ်အဲ့တော့ကျွန်တော်ပြောချင်တဲ့အနှစ်ချုပ်ကတော့ဒီမှာတော်တော်စုံနေပြီအဲ့တော့ဘာကိုတွေအတွက်ကန်ကောင်းစီတဲ့ကဏ္ဍဆိုရင်လက်ရှိမှာကတော့တစ်ကဏ္ဍပေါ့နော်တစ်ကဏ္ဍနဲ့ပတ်သက်တဲ့အချိန်နေနိုင်တွေမှာလည်းသူတို့ကန်ကောင်းတတ်တယ်ပေါ့နော်ပြီးသွားရင်သူတို့ကကန်ကောင်းစီတဲ့အရာကလက်ရှိမှာအဲ့လိုမျိုးအယောင်တောက်တွေဖြစ်နေတယ်လိန်မော်ရောင်တို့ပေါ့ဘာကိုတွေကသူကတခုခုအဲ့လိုမျိုးပြောင်းလဲတခုခုဖြစ်သွားတဲ့ခါကြအတိုင်းမှာကွာသူတို့က transformation ဖြစ်တဲ့ခါတိုင်းမှာသူတို့ရဲ့ character ကိုသူတို့ကပြောင်းတတ်တဲ့ပုံစံမျိုးရှိရပေါ့နော်အဲ့တော့ပြောချင်တာကဒီလက်ရှိချိန်တွေမှာသူတို့ကသပင်ကျွန်တော်ဆိုရင်များဥပမာတခုအဲ့လိုမျိုးပေါ့နော်စိတ်ညစ်စရာကြီးများလာသပင်သွားညှက်လိုက်တာမျိုးပေါ့နော်အဲ့တော့အခုနောက်ပိုင်းကတော့စိတ်ညစ်စရာတိတ်မရှိလို့ထင်တယ်သပင်တော့တော်တော်ရှိနေဒီတည်းမှာအဲ့တော့ပြောချင်တာကအဲ့လိုမျိုးအပြောင်းလဲတစ်ခုလုပ်တယ်ပေါ့နော်ဘာကူကသူလုံးဝပိတ်မိလာတဲ့အချိန်တွေကြာအဲ့ဒါမျိုးကိုအခုကဒီကတ်တရားဖော်ကြတာပါအဲ့တော့ပြောချင်တာကဘာကူတွေနောက်နာဂတ်မှာပေါ့နော်လုံးဝကောင်းမွန်တဲ့ຢာဖြစ်လာအောင်ပဲလက်ရှိမှာကိုချင်းတီလာတမကောင်းမွန်နဲ့ကိုသူများအပေါ်မှာကိုရင်ထဲရှိတဲ့အတိုင်းဆက်ဆံဖို့ပေါ့နော်ကျွန်တော်မှားချင်ပါတယ်အဲ့တော့အခုကျွန်တော်ဟောကြားပေးတဲ့ဟောကလည်းပြီးပြည့်စုံပြီလို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော် channel ကို subscribe တွေ like တွေ follow တွေဒီ video repost တွေမလုပ်ကြသေးလဲလုပ်ခဲ့လိုက်ပါဦးအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ပါနမိတ်ကောင်းတွေတည်ပါစေ